လေလုံးကျစ်လက်ပတ်ကျိုးလေးဒီနေ့သုံးဆောင်တစ်ခါမှာတငယ်ချင်းတွေရွာပို့ထလာတာရှိရဲ့ရောင်စုံကျိုးလုံးလေးနဲ့လက်ပတ်ကျိုးလေးကိုကြည့်ကြတာဝန်ထမ်းကနေတဆင့်ကျိုးအထုံးတွေကိုမှဖြစ်ကြတယ်ထောင်ထဲမှာပြင်းနေတဲ့အချိန်နဲ့တော့ကွက်တီပဲပေါ့ခန်းလူကြီးဦးဆိုးလဲစိတ်ဝင်စားပြီးသူ့မှာပြီးတော့မြန်ဆန်ဆန်ပဲကျိုးတွေထောင်ထဲရောက်လာတယ်နှစ်ကျိုးသုံးကျိုးလေးကျိုးပုံစံအမျိုးမျိုးနဲ့ကြစ်ပြီးတော့အမတ်တရတင်ထားကြတယ်ရုံထိုးရဲ့တွေဆိုရင်အိမ်ကိုလက်ဆောင်လေးတွေပြန်ပေးဖြစ်ခဲ့ကြတယ်ချစ်တဲ့လူတယောက်ကပုံစံတစ်မျိုးလုပ်ပြရင်လိုက်လုပ်ကြအသစ်ထွင်ကြနဲ့ဒီဇိုင်းမျိုးစုံပဲကျွန်တော်လည်းလက်မှာပတ်ဖို့ရဲ့အိမ်ကတူတွေတူမတွေအတွက်အမေအတွက်ဆိုပြီး၄-၅ ခွင်လုပ်ဖြစ်တယ်အယောင်ကတော့ဘွာစိမ့်နီရွှေဖြစ်တာများတယ်ရဂီပုံစံလေးတွေကိုဟိုသဘောကျဖြစ်ကြဝီလဲကြိုက်တယ်လေကျွန်တော်ကလေးလုံးနဲ့ကြစ်တယ်ဝါစိမ့်နီရယ်အမဲရယ်ကျိုးလုံးပုံစံလက်ပတ်လေးပေါ့အလျှော့အတင်းဆွဲစီပုံစံလေးအနားထွက်နေတဲ့ကျိုးစားလေးတွေကိုတော့ပတိအလက်ရွယ်နှစ်စီးနဲ့တတ်ထားတယ်အမြဲပတ်ဖြစ်တယ်ကျွန်တော်တယောက်တည်းရှိနေတဲ့အချိန်ဆိုရင်အဖော်လည်းဖြစ်နေတယ်စိတ်ထဲမှာတွေးတဲ့အရာတွေဆိုရင်ဒီကောင်သိရတယ်ကျွန်တော်ဘာပြန်ပြောမလဲနားထောင်နေရတယ်တခါတလေ तू ကကျွန်တော်ကိုတန်တရားရှိသေးတယ်မင်းဟာဖြစ်ပါမဖြစ်ပါမလားဆိုပြီးတော့မိကုန်းနေနဲ့လူကိုအထင်သေးတယ်မေးလည်းမေးချင်စရာပဲလေကျွန်တော်ရဲ့လုပ်ပုံကံကောနေရတယ်တလွဲတွေကြီးပဲများတာဟုတ်ကျွန်တော်ဘာလို့ရင်ပျော်မလဲဆိုတာကိုလည်းဒီကောင်သိရဲ့ဗျထောင်ထဲမှာဂိုးတိတိလေးနဲ့တစ်ဖက်ကိုသုံးအောင်စီကံကြတယ်ဟိုသွင်းတဲ့အချိန်တိုင်းကျွန်တော်သူ့ကိုကြည့်ဖြစ်တယ်တားကြီးရေငါသွင်းလိုက်တာမိုက်တယ်လို့မလားဆိုပြီးတော့ပြောလိုက်တော့ तू ကအတိမဲ့ပြုတ်ပါတယ်ဒါတော့မင်းကန်ကောင်းလို့ဝင်လာဆိုပြီးခနဲ့သေးတာအမိန်ချတဲ့ရက်မှာပဲလက်ပတ်ကျူဝင်လေးတွေယူသွားဖြစ်တယ်အဲတော့1800အထူးရုံးမှာအရင်မိတ်ချတယ်ပြည်ရနဲ့ခရိုင်ရုံးအချုပ်ကနေထွက်ကြတယ်အမေတို့လည်းပဲခူးမြို့ထဲမှာလမ်းပြောက်ကြသေးတယ်တန်ချိုးတွေနဲ့တွေ့ထားတဲ့လက်ထိပ်ကို3-4 ယောက်တွေနဲ့ခတ်ထားတယ်ရုံးရှိမှာလက်ဖိတ်ဆိုင်လာတော့မသိဘူးအခန်းကျင်းလေးထဲမှာကျွန်တော်တို့နေရာယူလိုက်တယ်အမှုရဲ15 ယောက်မှာချမ်ပန်ရှင်ဦးလေးကြီးကလွတ်တယ်ကျွန်တော်တို့ဒီလူငယ်တွေ14 ယောက်ဆိုတော့စီကားနေတာပေါ့ဗျာမိန်းကလေးက2 ယောက်သူ့ဖွင့်နေသူတချို့မိဘတွေကကြိုရောက်နေကြတယ်တွေ့ပြီးတော့စကားပြောကြတယ်ဝိုင်းဖွင့်နေကြတာပေါ့ကျွန်တော်ကတော့အမေကိုစောင့်နေရပါခဏတော့ခရိုင်ရုံးဝင်တွေကိုတစီဝင်လာတယ်မောင်းတဲ့လူကလည်းတောင်တကွန်းတငယ်ချင်းအမေကိုမြင်တော့အဲ့တစ်ခေါက်ကဝမ်းနေမိတယ်သူကလည်းလမ်းမလာဆိုတော့နောက်ကျနေမလားဆိုပြီးတော့စိတ်ပူပြီးလောနေတာခဏတော့စကားပြောဖြစ်ကြတယ်အမေကထူးရုံးမှာချပြီးတော့ခရိုင်ရုံးလေးကိုထွက်လာကြတာအဲ့တွေ့ရဖို့အတွက်ကိုညှိထားကြရတယ်ထင်တယ်3 နှစ်ပဲဆိုတော့မကြောက်ဘူးသားတို့ပြန်ထွက်လာမယ်ဆိုတော့အတန်းနဲ့ပြောဖြစ်ကြတယ်သူတို့လည်းကိုရီကိုအားပေးကိုရီလည်းသူတို့ကိုအားပေးနေအိမ်ကအမေရယ်အမဝမ်းခွက်1 ယောက်ရယ်တငယ်ချင်း2 ယောက်ရယ်
ပါလာတဲ့လက်ပတ်ကျူးလေးတွေကိုလက်ဆောင်ပေးဖြစ်ကြတယ်အမေကိုပြီးတော့နင်းဟာလှလည်းမလာဘူးတဲ့ယူတော့ယူသွားလိုက်ပါတယ်ဒီကြားတဲ့အမှုတွေဖြစ်ကြတဲ့ဝေကြီးနဲ့ရွေးကမင်္ဂလာလက်မှတ်ထိုးမယ်ဆိုပြီးထားလို့ကြသေးတယ်လက်ပတ်ကျူးလေးကြီးနေပဲထောင်ထဲပြန်ဝင်လာခဲ့ရတယ်ကျွန်တော်ကျိုးလေးနဲ့တန်ရုံးစင်ဖြစ်နေခဲ့တယ်သူပြောလို့ရှားရတာလေအခါခါပဲလေအဆောင်ရီချိုးခံမှာကြံမိကြံခဲ့တာရှိတယ်ပကံသားစီးခဲ့လေမိကြံခဲ့နဲ့ကြံကောင်းအားချလို့တာပေါ့ပြန်ရတာလူရဲ့စီကန်ဒီလူငိမ့်နဲ့ထောင်ထွက်တဲ့အချိန်မှာသူ့ကိုကြည့်ပြီးတော့တာကြီးငါတို့တော့လွတ်မြောက်ခဲ့ပြီပြောဖြစ်တယ်ရန်ကုန်မြို့တွင်းနေရာနဲ့ delivery လိုက်ပို့တော့လည်းဝစ်ဖြစ်တယ်အောင်ပန်းကလောအင်းလေးသွားတော့ရောမြိတ်ပုတ်ပြင်းကရတူရီခမောက်ကြီးလေးမိုင်အောင်ချမ်းသာကော့တောင်ရန်နောင်ဒီနေရာတွေသွားတော့လည်းသူနဲ့အတူတူပဲချဲရတဲ့သူမရဲ့လက်ကင်ထားတော့လည်းသူ့ကိုကြွားလိုက်သေးတယ်နောက်ဆုံးကျွန်တော်တို့တခေါက်ဖို့လို့ရောက်လာကြတယ်ဒီနေ့လေရင်နေလာဝဲလို့ကျောင်းသားတွေနဲ့တော်ရဲဝင်ပုံကြတယ်အားနေတော့သူတို့ကဆရာကြောင့်ပြောပြလို့ပြောပြလို့တောင်းဆိုတော့လက်ကလေးထောင်ပြီးသူ့ကြောင့်ရှင်းပြလိုက်သေးတယ်ဒီအပိုင်းထူးထူးခြားခြားသူနဲ့အဆက်အသွယ်ပြတ်နေတယ်လို့ခံစားရတယ်ဒီနေ့အမှတ်တရကြီးဖြစ်တော့တာကြီးရေငါတို့တိုင်ပင်ခဲ့သလိုများဖြစ်နေလားဆိုပြီးသူပြောပြတယ်သူကတော့ပြန်ပြောပါတယ်မင်းမတွေမင်းလှုပ်ချင်တာတွေမင်းဖြစ်ချင်တာတွေမင်းကိုမင်းတည်တဲ့အရေးကြီးတယ်ဆိုပြီးတော့မှားသွားတယ်တရက်ကျောင်းကြီးရှုခံမှာကျွန်တော်လက်ပတ်လေးကျန်ခဲ့တယ်နောက်နေ့လိုက်ရှာကြည့်သေးတယ်မတွေ့တော့အခုထိမတွေ့သေးဘူးသူတခုခုကျွန်တော်ကိုပြောမှထင်ပါတယ်AK 31.4အားလုံးကျေးဇူးတင်ပါတယ်